ဘဝအတွက်ကိုလျှောက်တဲ့လမ်းဟာပို့ပြီးတော့ဖြောင်ဖြူဖို့အတွက်အသက်အရွယ်လေးရှိစဉ်ကာလမှာကိုပန်းတိုင်ကိုခရီးရောက်ဖို့အတွက်လောကမှာကျေးဇူးတွေအများကြီးရှိခဲ့တယ်ဒီကျေးဇူးတရားတွေနဲ့ပတ်သက်ပြီးတော့ကိုအသက်ရှိထင်ရှားရှိနေစဉ်မှာကျေးဇူးတွေဆက်နိုင်ဖို့အတွက်ဒီအရာတွေဟာအနှစ်သာရပြီးွားတယ်ဝမ်းမြောက်ခြင်းတစ်ခုပါဒီဝမ်းမြောက်ခြင်းတွေကိုရရှိဖို့ဆိုတာကဘယ်သူမှငငယ်လေးတွေကနေပြီးတော့အောင်မြင်ကြီးပွားတိုးတက်ခဲ့တယ်ဆိုတာမရှိပါဘူးလူနည်းစု exception ပေါ့တားစင်မြည်ဆက်ဘိုးစဉ်ပေါင်းဆက်ကချမ်းသာခဲ့ကြတဲ့အပိုင်းကြီးဆိုရင်တော့ဒါ exception ချင်းချက်ပေါ့မီလီယံနာကျွန်တော်ဆရာတယောက်ပြောခဲ့ဘူးလေမွေးကလေးကချွန်တာဆိုလို့စူးပဲရှိတယ်လူဆိုတာမွေးဖွားရအယက်ဒေတာမတူညီကြဘူးနေထိုင်ရအယက်ဒေတာတွေမတူညီကြပြီမဲ့စိတ်ဓာတ်တစ်ခုတော့တူတယ်အဲ့ဒီစိတ်ဓာတ်တစ်ခုကအောင်မြင်ခြင်းနဲ့စိတ်ဆန္ဒတစ်ခုပါဟုတ်တယ်ကျွန်တော်ငယ်တုန်းကလည်းပဲအရန်ချမ်းသာဖို့အတွက်ကျွန်တော်အိမ်ဘေးနားမှာရှိတဲ့လူတွေကကြီးပွားကြတယ်တိုးတက်ကြတယ်အောင်မြင်ကြတယ်ဆိုတဲ့အချိန်မှာသူတို့လူကိုဖြစ်ခြင်းတယ်သူတို့လူကိုကြီးပွားခြင်းတယ်သူတို့လူကိုအောင်မြင်ခြင်းတယ်ပေါ့သူတို့လူပတ်စံရှိခြင်းတယ်ပေါ့ငယ်စဉ်ကာလမှာသူတို့ဘာလုပ်တယ်လဲကြည်တာသူတို့ဘာလုပ်တယ်လို့ချမ်းသာတာလေငါကြီးလာရင်တော့သူတို့အလုပ်လို့လုပ်မယ်သူတို့လုပ်တယ်လို့လုပ်မယ်သူတို့လုပ်တဲ့လုပ်ငန်းမျိုးငါလုပ်မယ်စသဖြင့်ဒါပေမဲ့လုပ်ငန်းခွင်တွေကိုရောက်လာခဲ့တဲ့အခါမှာဘဝရဲ့အချိုးအကွေ့တွေနဲ့ကြုံလာပြီဆိုတဲ့အရာဟာကိုစိန်ခေါ်မှုတစ်ရပ်လို့ဖြစ်ပေါ်လာခဲ့အဲ့လိုစိန်ခေါ်မှုတစ်ရပ်ကိုကိုယ်တိုင်ကြုံလိုက်ရပြီဆိုတဲ့အချိန်မှာစိတ်ကပြောင်းသွားတယ်သူ့ကံနဲ့သူလေးဆိုတဲ့စိတ်ဖြစ်လာတယ်သူ့အကြောင်းတရားနဲ့သူလေးဆိုတဲ့စိတ်ဖြစ်လာတယ်ကိုယ်စိတ်ကလေးနည်းနည်းလေးဖွံ့ဖြိုးလာခဲ့တဲ့အရွယ်ပေါ့ဒီလိုနဲ့ကိုလည်းကိုဘဝနဲ့ကိုပဲလေဆိုမှကြိုးစားတာဒါပေမဲ့စိတ်ထဲမှာဒဏ်ရာတွေနဲ့အများကြီးဆက်မိခဲ့မပျော်ရွှင်ခြင်းတွေမအောင်မြင်ခြင်းတွေမချမ်းမြေ့ခြင်းတွေကိုကျေနပ်ခြင်းမရှိတဲ့စိတ်တွေကပိတ်မိနေခဲ့တဲ့အခါမှာလောကလူသားတွေကိုအမြဲတမ်းထောက်ပံ့နေတယ်မြေရည်လေမီးရတော့အစင်နဲ့အမျှသူ့လုပ်သူလုပ်နေပါလားဆိုတဲ့အတိကိုသွားသိတဲ့အချိန်မှာလောကကြီးကတိတ်ကိုကြွယ်ဝပါလားတိတ်ကိုချမ်းသာပါလားတဘာဝတရားရကျွန်တော်တို့ကိုပျော်ရွှင်ခြင်းတွေအပြည့်ပေးထားပါလားစိတ်လန်းခြင်းတွေနဲ့အပြည့်ပေးထားပါလားဒီယတနာတွေဆိုတာဒီမြေကြီးရပဲထွက်တာမဟုတ်လားဒီငွေတွေဆိုတာဒီလီထဲမှာပဲအများကြီး manifest လုပ်ရင်းနဲ့ရောက်လာတာပဲကိုဘဝရဲ့အလင်းရောင်ကိုမျှတအောင်နေရောင်ကြီးကပေးနေပါလားစသဖြင့်ပေါ့မြေရည်လီမီဆိုတဲ့ဓာတ်ကြီးလေးပါကိုနားလေတာစအချိန်မှာဘသူ့ကိုမှအာရုံမစိုက်တော့ငါဘဝငါချမ်းသာတယ်ငါဘဝငါအောင်မြင်တယ်ငါဘဝငါကြည်နပ်တယ်ဆိုတဲ့စိတ်နဲ့စတင်ပြီးမိမိကိုယ်ဟီလင်းပေးခဲ့အဲ့တော့ပြင်ပကိုမကြည့်တော့ဘဲနဲ့ကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်ကြည့်တဲ့အခါမှာကိုယ့်အတွင်းစိတ်ကအင်မတန်မင်းညစ်နေတာကိုတွေ့ရတယ်အယောင်ဆိုးထားတာတွေတွေ့ရတယ်ကိုပိတ်ထားတဲ့အမဲရောင်တကားချက်တွေကအများကြီးတွေ့ရတယ်အဲ့ဒီအချိန်ကစပြီးကျွန်တော်ဟာမြေနဲ့တွေ့ရင်ပြောတယ်ရေနဲ့တွေ့ရင်ကျေးဇူးတင်တယ်မီးဆိုတဲ့နေရောင်ကြီးနဲ့တွေ့ရင်ဝမ်းမြောက်တယ်ရေနဲ့တွေ့လိုက်တဲ့အခါမှာအေးချမ်းတယ်ဆိုတဲ့ဓာတ်ကြီးလေးပါးရဲ့အရာတာကိုတဖြည်းဖြည်းချင်းခံစားတတ်တဲ့အခါမှာတိတ်ကိုထူခြားတဲ့ဓာတ်တစ်ခုရှိကိုဖြစ်ချင်တဲ့ငွေပမာဏဟာဆိုပါစို့6လအတွင်း9လအတွင်းမှာ3,000ရရမယ်ဆိုတဲ့အရာက3လနဲ့ရလာ2လနဲ့ရလာကိုလိုချင်တဲ့အိမ်တော်ကိုအတွက် second home ကိုအတွက် third home ဆိုတဲ့ home တွေကိုလေချွေးဘလဘွား
ထွက်ပြီးတော့ကြိုးစားစရာမလိုပဲနဲ့ဒီမြေရီလေမီးမှာချိတ်ဆက်ပြီးတော့ရရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီ vlog လေးကိုကြော်မသွားနဲ့ကိုသာဒီလိုပိတ်မိနေမှတိသွားခဲ့တဲ့အချိန်မှာကိုယုံကြည်ခဲ့ရင်ပေါ့အခုလိုတစ်ပင်ကြီးနဲ့စကားပြောကြည့်အခုလိုတဘာဝတရားတွေနဲ့နေကြည့်အခုလိုအေးချမ်းခြင်းတွေနဲ့စောက်တည်ကြည့်ပါမီလီယနာကံကောင်းလာပါလိမ့်မယ်နော်ကံကောင်းခြင်းဟာမီလီယနာကိုအမြဲတမ်းလက်ကမ်းကြိုကြောက်စောင့်ကြိုလျက်ပါလို့ကျေးဇူးတင်ပါတယ်မီလီယနာခင်